ဆူတောင်းမြေဒီတန်အောင်နေကြောက်စဲမြို့ကမဟာရွှေသိန်းတော်ဘုရားကြီးဒါကတော့ဖူးမြင့်သူတိုင်းဆူတောင်းပြေးလို့တအားနမေကြီးနေတဲ့မန်လီတိုင်းကြောက်စဲမြို့ကမဟာရွှေသိန်းတော်ဘုရားကြီးပဲဖြစ်ပါတယ်ဒီဘုရားကြီးကိုဖုံးကန်ကြီးမာလာတဲ့အနှွေထားမင်းကိုယ်တိုင်တီထားကိုးကွယ်ခဲ့တာဖြစ်ပြီးရှင်အဟန်ရဲ့လက်ညှိုးမှုများစွာနဲ့ထူးခြားစွာတိစောက်ခဲ့တာပါ။တမိုင်းတစ်လျှောက်မှာလည်းရွှေသိန်းတော်ရဲ့တကိုးကြီးမှုဟာအော်ချရလောက်တဲ့အထိကိုမှပေါ်လွင်ခဲ့ပြီးအခြားရဲ့ဒေသမှာရှိတဲ့လူတော်တော်များဟာမိုးချိုးဖြစ်ပါစေမွေးကြိုက်ပါစေသွေးပွဲအံပါစေကားတိတ်ပါစေလို့ကျိန်ဆိုကြပေမဲ့ဒီရက်ဒေသမှာရှိတဲ့လူတွေကတော့ရွှေသိန်းတော်စူးပါစေလို့ကျိန်ဆိုတတ်ကြပါရီ။ဘာကြောင့်လဲဆိုတော့ရွှေသိန်းတော်ဖျားဟာတစ္ဆာဒိဋ္ဌံလိုက်တာနဲ့သွေးထက်အောင်မှန်လို့ပဲဖြစ်ပါရီ။ဒါကြောင့်ဟိုရင်ခစ်တွေကလေးကကြောက်စဲဒေါ်လာမှာအမှုခင်းများဖြစ်ခဲ့ရင်တရားရုံးကိုသွားပြီးတော့တရားပြန်တာမျိုးမလုပ်ကြပဲရွှေသိန်းတော်ဖျားမှာသာတစ္ဆာကျိန်ဆိုပဲလုပ်ကြပါရီ။ပြောရရင်တော့မဟာရွှေသိန်းတော်ဖျားကြီးဟာဟိုရခင်မင်းတွေလက်ထက်ကလေးကပြောမကောအောင်တကိုးကြီးတာဖြစ်ပါရီ။ဒါတွေမကသေးပဲပြီးခဲ့တဲ့မလ28ရက်နေ့တုန်းကငလင်ကြီးလို့တော့လေမန္တလေးတနေလုံးရှားစရာမရှိတာတောင်မှမဟာရွှေသိန်းတော်မြတ်စွာဘုရားကြီးကတော့အဲ့ရတစ်ချက်မထားခဲ့ပါဘူး။ဒါကြောင့်ပြိတ္တကြီးတို့လေကံယောဂဘေးပေါင်းမှာကင်းဝေးတဲ့မဟာရွှေသိန်းတော်ဘုရားကြီးတသက်မှာတစ်ခါအလျှောက်သွားဖို့ကြပါလို့အမှားပါရင်ဘုရားကြီးကိုလူတိုင်းကြည်ညိုနိုင်အောင်ဗီယိုလေးကိုဝိုင်းရှယ်ပေးခဲ့ပါအောင်ရှင်။